ရှင်လုကာခရစ်ဝင်ခန်းကြီး1ရှေးဥစွာမှစ၍ကိုယ်တိုင်မြင်သောသက်သေဖြစ်လျက်နှုတ်ကပတ်တော်မှုကိုဆောင်ရွက်တော်သူတို့သည်ငါတို့တွင်ထင်ရှားစွာဖြစ်လေပြီးသောအထုပ်ပတ္တိများကိုငါတို့အားကြားပြောသည့်အစဉ်အတိုင်းမှတ်သားသောစာကိုစီရင်ရေးထားတော်သူအများရှိကြသည်ဖြစ်၍ငါသည်လည်းထိုအထုပ်ပတ္တိအလုံးစုံတို့ကိုရှေးဥစွာမှစ၍စစ်စစ်ရှာဖွေလိုက်စစ်ပြီးလျင်ကိုယ်တော်တင်ပြီးသောအကြောင်းအရာတို့သည်ဧကံမှန်ဖြစ်ကြောင်းကိုတော်သိစေခြင်းကအစဉ်တိုင်းရေးထား၍ကြားလိုက်မည်အကြံရှိပါ၏အလွန်မြတ်သောတော်ဖေလူယူဒပြည်ကိုအစိုးရသောဟေရိုမင်းကြီးလက်ထက်အဘိယအသင်းအဝင်ဖြစ်၍ဇာခရိအမည်ရှိသောယေဘရဟိတ်တစ်ပါးရှိ၏သူ၏ခင်မွန်းသည်အာရုံမျိုးနွယ်ဖြစ်၏သူအမည်ကားအေလိရှဘက်သည်ထိုသူနှစ်ယောက်တို့သည်ထာဝရဘုရား၏ပြည့်ညတ်တရားတော်မျိုးမျိုးတို့ကိုကျင့်ဆောင်၍အပြစ်တင်ခွင့်နှင့်လွတ်သည်ဖြင့်ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်ခြင်းပါရမီရှိကြ၏အေလိရှဘက်သည်မြုံသောကြောင့်သူတို့သည်သားသမီးမရှိထိုသူနှစ်ယောက်တို့သည်အသက်အရွယ်ကြီးရင်ကြ၏ဇာခရိသည်မိမိအသင်းနှင့်တကွအလှည့်သင့်၍ဘုရားသခင်ရှေ့တော်၌ယေဘရဟိတ်အမှုကိုဆောင်ရွက်သည်တွင်ယေဘရဟိတ်ထုံးစံအတိုင်းစရေးတံချသည်ဖြင့်သူသည်ထာဝရဘုရား၏ဗိမာန်တော်အတွင်းသို့ဝင်၍နံ့သာပေါင်းကိုမီးရှို့ရ၏ထိုသို့နံ့သာပေါင်းကိုမီးရှို့သည့်အချိန်တွင်လူများအပေါင်းတို့သည်ပြင်၌ဆုတောင်းလျက်နေကြ၏ထိုအခါထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍နံ့သာပေါင်းကိုရှို့သောရစ်ပလင်တစ်ဖက်၌ရပ်နေသည်ကိုဇာခရိသည်မြင်လျင်စိတ်နှလုံးမငြိမ်မဝတ်ထိတ်လန့်ခြင်းသို့ရောက်၏ကောင်းကင်တမန်ကလည်းဇာခရိကြောက်ရွံ့ခြင်းမရှိနှင့်သင်ပြုသောပတ္ထနာကိုနားခံတော်မူပြီးသင်၏ခင်ပွန်းအေလိရှဘက်သည်သားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားကိုယောဟန်အမည်ဖြင့်မှဲ့ရမည်သင်သည်ဝမ်းသာရွှင်မြူးခြင်းရှိလိမ့်မည်ထိုသားကိုဖွားမြင်သောကြောင့်လူအများတို့သည်လည်းဝမ်းမြောက်ခြင်းသို့ရောက်ကြလိမ့်မည်အကြောင်းမူကားထိုသားသည်ထာဝရဘုရားရှေ့တော်၌ကြီးမြတ်သောသူဖြစ်လိမ့်မည်။စပြည့်ရည်နှင့်ရင်မျိုးကိုမတောက်ဘဲနေ၍အမိဝန်တဲကပင်တန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလိမ့်မည်။ဣသရေလအမျိုးသားအများတို့ကိုသူတို့ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြောင်းလဲစေလိမ့်မည်။အဘတို့နှင့်သားတို့ကိုအသင်တစ်ဖြစ်စေခြင်းက၎င်းညှင်းဆန်သောသူတို့ကိုသူတော်ကောင်းတို့၏တတ္တိပညာလန်းသို့ပြောင်းလဲစေသောအဖြစ်ထာဝရဘုရားအဖို့လုံကပြင်ဆင်သောလူမျိုးဖြစ်စေခြင်းက၎င်းသူသည်အေလိယ၏စိတ်ဝိညာဉ်တကူနှင့်ပြည့်စုံလျက်ဘုရားသခင်ရှေ့တော်သို့သွားလိမ့်မည်ဟုကောင်းကင်တမန်ပြောဆို၏ဇာခရိကလည်းထိုသို့ဖြစ်လိမ့်မည်ကိုအကျွန်ုပ်သည်ဘယ်သို့သိရပါမည်နည်းအကျွန်ုပ်သည်လူအိုဖြစ်ပါ၏အကျွန်ုပ်မယားသည်လည်းအသက်အရွယ်ကြီးရင်ပါမည်ဟုကောင်းကင်တမန်အားပြောဆိုလျင်ကောင်းကင်တမန်ကငါသည်ဘုရားသခင်အထံတော်၌ခစားသောဂါပြေလဖြစ်၏သင်ကိုနှုတ်ဆက်၍ဤဝမ်းမြောက်စရာသတင်းကိုကြားပြောစေခြင်းကငါကိုဆေလွတ်တော်မူ၏သင်သည်ငါစကားကိုမယုံသောကြောင့်ဤအကြောင်းအရာမဖြစ်မီနေ့တိုင်အောင်စကားမပြောနိုင်ဘဲအလျက်နေလိမ့်မည်ငါစကားသည်ကအချိန်တန်လျင်ပြည့်စုံလိမ့်မည်ဟုပြောဆို၏လူများတို့သည်ဇာခရိကိုငန့်လင်း၍ဗိမာန်တော်အတွင်း၌ကြာမြင့်စွာနေသည်ကိုအံ့ဩခြင်းရှိကြ၏သူသည်ထွက်လာသောအခါစကားမပြောနိုင်သည်ဖြစ်၍ဗိမာန်တော်၌ဗျာဒိတ်ယူပါယုံကိုမြင်ပြီဟုယိမ့်မိကြ၏ဇာခရိသည်သူတို့အားအရေးအမှတ်ကိုသာပေး၍စကားအလျက်နေ၏ယေဘရဟိတ်အမှုကိုဆောင်ရွက်ရသောအချိန်ကာလကုန်သောအခါဇာခရိသည်မိမိအိမ်သို့သွားလေ၏ထို့နောက်သူ၏ခင်ပွန်းအေလိရှဘက်သည်ပဋိသန္ဓေဆွဲ၍ငါသည်လူတို့တွင်ခံရသောကဲ့ရဲ့ခြင်းအကြောင်းကိုထာဝရဘုရားသည်ပယ်ရှင်းခြင်းကငါကိုကြည့်ရှုတော်မူစဉ်တွင်ဤကျေးဇူးတော်ကိုပြုတော်မူပြီဟုဆိုလျက်9 လပတ်လုံးအိမ်တွင်၌အောင်း၍နေလေ၏9 လလွန်သောအခါဂါလိလဲပြည်နာဇရက်မြို့၌ဒါဝိဒ်အမျိုးသားယောသပ်အမည်ရှိသောလူနှင့်ထိမ်းများဆောင်နှင်း၍မရှက်တင်သေးသောသူတို့သမီးကညာစီတို့ဘုရားသခင်သည်ကောင်းကင်တမန်ဂါပြေလကိုဆေလွတ်တော်မူ၏ထိုသူတို့သမီးကညာကမာရိအမည်ရှိ၏ကောင်းကင်တမန်သည်ရောက်လာလျင်ကျေးဇူးတော်ကိုခံရသောမိန်းမသင်အမင်္ဂလာဖြစ်စေတည်းထာဝရဘုရားသည်သင်နှင့်အတူရှိတော်မူ၏သင်သည်မိန်းမတကာတို့ထက်မြတ်စွာသောမင်္ဂလာရှိသည်ဟုပြောဆို၏မာရိသည်ထိုစကားကိုကြားလျင်စိတ်နှလုံးမငြိမ်မဝတ်ရှိ၍ဤနှုတ်ဆက်ခြင်းကအဘယ်သို့သောနှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟုတွေးတောဆင်ခြင်၍နေ၏ကောင်းကင်တမန်ကလည်းမာရိကြောက်ရွံ့ခြင်းမရှိနှင့်သင်သည်ဘုရားသခင်ရှေ့တော်၌မျက်နှာရပြီသင်သည်ပဋိသန္ဓေဆွဲယူ၍သားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားကိုယေရှုအမည်ဖြင့်မှဲ့ရမည်ထိုသားသည်ကကြီးမြတ်သောသူဖြစ်လိမ့်မည်အမြင့်ဆုံးသောဘုရား၏သားတော်ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်သူအဘဒါဝိဒ်၏ယာဇပလင်ကိုထာဝရအရှင်ဘုရားသခင်သည်သူ့အားပေးတော်မူမည်ထိုသူသည်လည်းယာကုပ်အမျိုးအနွယ်ကိုအစဉ်မပြတ်အုပ်စိုးလိမ့်မည်သူ၏နိုင်ငံသည်လည်းဆုံးခြင်းမရှိဟုပြောဆို၏မာရိကလည်းဤမှုရာသည်အဘယ်သို့ဖြစ်လိမ့်မည်နည်း
အကျွန်ုပ်သည်ယောက်ျားနှင့်မဆက်ဆံပါဟုကောင်းကင်တမန်အားပြန်ပြော၏ကောင်းကင်တမန်ကလည်းတန့်ရှင်းသောဝိညာဉ်တော်သည်သင်၏အပေါ်မှာတက်ရောက်တော်မူ၍အမြင့်ဆုံးသောဖျား၏တကူအာနုဘော်တော်သည်တင့်ကိုလွှမ်းမိုးလိမ့်မည်ထိုအကြောင်းကြောင့်ထိုတန့်ရှင်းသောသားသည်လည်းဖျားသခင်၏သားတော်ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်ထိုမှတပါအမြုံမဟု၍ခေါ်ဝေါ်သောသင်၏အဆွေမျိုးအေလိရှဘက်သည်ဗဒိတ်တေဆွဲယူ၍ယခု6လအဝင်ရှိပြီဖျားသခင်တတ်နိုင်တော်မမူသောအမှုမရှိဟုပြောဆိုလျင်မာရိကအကျွန်ုပ်သည်ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏ကိုရော၏စကားအတိုင်းအကျွန်ုပ်၌ဖြစ်ပါစေသောဟုဝန်ခံပြီးမှကောင်းကင်တမန်သည်မာရိထံမှသွားလေ၏ထိုအခါမာရိသည်ထ၍တောင်ကြားအရပ်၌ရှိသောယူဒာမြို့တစ်မြို့သို့အလျင်မြန်သွားပြီးလျှင်ဇာခရိအိမ်သို့ဝင်၍အေလိရှဘက်ကိုနှုတ်ဆက်လေ၏ထိုနှုတ်ဆက်ခြင်းစကားကိုအေလိရှဘက်သည်ကြားစဉ်တွင်မိမိဝမ်း၌ရှိသောသူငယ်သည်ခုန်၍မိမိသည်တန့်ရှင်းသောဝိညာဉ်တော်နှင့်ပြေဝလျက်သင်သည်မိမတကာတို့ထက်မြတ်စွာသောမင်္ဂလာရှိ၏သင်၏ဝမ်း၌ရှိသောသူငယ်သည်လည်းမြတ်စွာသောမင်္ဂလာရှိ၏အကျွန်ုပ်သခင်မေတော်သည်အကျွန်ုပ်စီသို့ကြွလာသောကျေးဇူးကိုအဘယ်အကြောင်းကြောင့်အကျွန်ုပ်ခံရပါသနည်းသင်၏နှုတ်ဆက်ခြင်းစကားသံကိုအကျွန်ုပ်ကြားစဉ်တွင်အကျွန်ုပ်ဝမ်းထဲ၌သူငယ်သည်ရှင်မြူးသောစိတ်နှင့်ခုန်၏ယုံကြည်သောမိမသည်မင်္ဂလာရှိ၏အကြောင်းမူကားထိုမိမအားထာဝရဘုရားမိန့်တော်မူသောစကားသည်ပြည့်စုံလိမ့်မည်ဟုကြီးသောအသံနှင့်မွဲ့ဆို၏မာရိကလည်းငါစိတ်နှလုံးသည်ထာဝရဘုရားကိုချီးမွမ်း၏ငါကိုကယ်တင်တော်မူသောအရှင်ဘုရားသခင်ကိုအမိပြု၍ငါဝိညာဉ်သည်ရှင်လန်းခြင်းရှိ၏အကြောင်းမူကားမိမိကျွန်မ၏နှိမ့်ချသောအဖြစ်ကိုကြည့်ရှုတော်မူမည်နောင်ကာလ၌ခတ်သိမ်းသောလူအစဉ်အဆက်တို့သည်ငါကိုမင်္ဂလာရှိသောသူဟု၍ခေါ်ကြလိမ့်မည်တကိုးနှင့်ပြည့်စုံတော်မူသောဘုရားသည်အံ့ဖွယ်သောကျေးဇူးတော်ကိုငါအားပြုတော်မူပြီးထိုဘုရား၏နာမတော်သည်ယိုသေးပွဲဖြစ်တော်မူ၏ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည်တနာတော်မူခြင်းကျေးဇူးကိုအစဉ်မပြတ်ခံစားကြ၏လက်ယုံတော်အားဖြင့်တကိုးကိုပြတော်မူပြီးမာနထောင်လွှားသောသူတို့ကိုကွဲလွင့်စေတော်မူပြီးဘုရင်တို့ကိုရာဇပလင်ပေါ်မှချ၍နှိမ့်ချသောသူတို့ကိုချီးမြှောက်တော်မူပြီးငတ်မွတ်သောသူတို့ကိုကောင်းမွန်စွာကျွေး၍ရတတ်သောသူတို့ကိုလက်ချီးလွှတ်လိုက်တော်မူပြီးငါတို့ဘိုးဘေးများတို့အားဗျာဒိတ်ထားတော်မူသည်နှင့်အညီအာဗြဟံမှစသောသူ၏အမျိုးအနွယ်အားတနာခြင်းကျေးဇူးတော်ကိုအစဉ်မြဲပြုခြင်းကတတိထား၍မိမိကျွန်ဣသရေလကိုမဆတော်မူပြီးဟုဆို၏မာရိသည်လည်းအေလိရှဘက်တံမှာ3 လခန့်နေပြီးမှမိမိအိမ်သို့ပြန်လေ၏အေလိရှဘက်သည်ဖွားအံ့သောနေလစေသောအခါသားယောက်ျားကိုဖွားမြင်၏ထာဝရဘုရားသည်ထူးမြတ်သောတနာခြင်းကျေးဇူးတော်ကိုအေလိရှဘက်အားပြုတော်မူသည်ကိုအိမ်နီးချင်းဆွေမျိုးတို့သည်ကြားလတ်သောသူနှင့်အတူဝမ်းမြောက်ဝမ်းသာကြ၏ရှေ့မြောက်သောနေ့၌ရေဖျားလှီးခြင်းကိုသူငယ်အားပေးအပ်သောငါလာကြ၏အဘ၏အမည်ဖြစ်သောဇာခရိအမည်ဖြင့်မှဲ့သောအခါအမိကထိုတို့မမှဲ့ရယောဟန်အမည်ဖြင့်မှဲ့ရမည်ဟုဆိုလျင်သူတို့ကယောဟန်အမည်ဖြင့်သင်၏အဆွေမျိုးတွင်တယောက်ကိုမျှမမှဲ့ဟုဆို၍အဘသည်အဘယ်သို့မှဲ့စေလိုသနည်းဟုအမှတ်အားဖြင့်မေးကြ၏အဘသည်လည်းသင်ပုံးကိုတောင်း၍သူ၏အမည်ကယောဟန်ဖြစ်၏ဟုရေးလေသောထိုသူပေါင်းတို့သည်အံ့ဩခြင်းရှိကြ၏ထိုခဏချင်းတွင်ဇာခရိသည်နှုတ်ဖွင့်ခြင်းရှာလွတ်ခြင်းရှိသည်ဖြစ်၍စကားအားဖြင့်ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းလေ၏အိမ်နီးချင်းရှိသမျှတို့သည်ကြောက်ရွံ့ခြင်းရှိကြ၍ထိုအမှုရာများသည်ယူဒပြည်တောင်ကြားအရပ်တို့၌နှံ့ပြကြော်စောလေ၏ကြားသောသူအပေါင်းတို့သည်နှလုံးထဲ၌မှတ်သား၍ဤသူငယ်သည်အဘယ်သို့သောသူဖြစ်လိမ့်မည်နည်းဟုဆိုကြ၏ထာဝရဘုရား၏လက်တော်သည်လည်းသူငယ်နှင့်အတူရှိတော်မူ၏သူ၏အဘဇာခရိသည်တန်ရှင်သောဝိညာဉ်တော်နှင့်ပြည့်ဝလျက်ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားသည်မင်္ဂလာရှိတော်မူစေတည်းအကြောင်းမူကားကဘာဦးမှစ၍ပေါ်ထွန်းသောမိမိတန်ရှင်သောပရောဖက်တို့နှုတ်ဖြင့်ဗျာဒိတ်ထားတော်မူသည်နှင့်အညီငါတို့သည်ရန်သူဘေးနှင့်ကင်းလွတ်၍ဘုရားသခင်ရှေ့တော်၌တသက်လုံးတန်ရှင်ဖြောင့်မတ်ခြင်းပါရမီအားဖြင့်ဘုရားဝတ်ကိုရဲရင်စွာပြုရသောအခွင့်ကိုပေးမည်ဟုငါတို့အဘအာဗြဟံအားကျိန်ဆိုခြင်းဂရုတော်တည်းဟုသောတန်ရှင်သောဗဒိညင်တရားတော်ကိုအောက်မေ့တော်မူသည်ဖြင့်၎င်းငါတို့ဘိုးဘေးများနှင့်ဝန်ခံတော်မူသောတနာခြင်းကျေးဇူးတော်ကိုပြုတော်မူသည်ဖြင့်၎င်းမိမိလူမျိုးကိုအကြည့်ရှုကြွလာလျက်ရွေးနှုတ်ခြင်းကျေးဇူးကိုပြုတော်မူ၍ငါတို့ကိုရန်သူလက်မှ၎င်းမုံသောသူရှိသမျှတို့လက်မှ၎င်းကယ်လွတ်မည်အကြောင်းကယ်လွတ်ခြင်းဥကြိုကိုမိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ငါတို့အားပေါ်ထွန်းစေတော်မူပြီအချင်းတငယ်သင်သည်လည်းအမြင့်ဆုံးသောဘုရား၏ပရောဖက်ဟုခေါ်ခြင်းကိုခံရလိမ့်မည်အကြောင်းမူကားငါတို့ဘုရားသခင်၏တနာတော်မူခြင်းကျေးဇူးတော်အားဖြင့်အပြစ်ဖြေ၍ကယ်တင်ခြင်းသို့ရောက်နိုင်ကြောင်းကိုဘုရားသခင်၏လူမျိုးအားဖော်ပြသဖြင့်
ထာဝရဘုရား၏လမ်းခီးတော်ကိုပြင်ဆင်ခြင်းကသင်သည်ရှေ့တော်၌သွားရလိမ့်မည်ထိုသနာတော်မူခြင်းကျေးဇူးတော်အားဖြင့်ကောင်းကင်မှနေအာယုန်သည်ငါတို့အပေါ်သို့တက်သဖြင့်မှောင်မိုက်နှင့်တေမင်းအရိပ်ထဲတွင်ရှိနေသောသူတို့၌အလင်းပေါ်ထွန်း၍ငါတို့အားငြိမ်သက်ခြင်းလမ်းကိုပြလျက်ရှိသည်ဟုပရောဖက်ညံနှင့်ဟောလေ၏ထိုသူငယ်သည်ကားကြီးပွား၍ဉာဏ်တတ္တိနှင့်ပြည့်စုံ၏ဣသရေလလူတို့အားမထင်မရှားမိတိုင်အောင်တောအရပ်၌နေလေ၏